ကိုပြောလိုက်တဲ့စကားတစ်ခုနိုင်စီမှာဘလောက်ထိ power ရှိပြီးတော့အဲ့စကားလုံးနောက်ကိုစကားနောက်တရားဘာဖြစ်တယ်လဲဆိုတာကိုဒီဗုဒ္ဓဘာသာဝင်တွေမဟုတ်ပေါ့နော်တခြားဘာသာတွေရောဘာသာတိုင်းမှာအယုံကြည်ရှိတယ်ဆိုတာလူဒီဆောင်းလေးမှာထပ်ပြီးတွေ့ရတယ်အဲ့တော့ဘာလဲဆိုတော့ဒီထဲမှာက main ကလေးကပြောလိုက်တာက the last time I was here ကျမဒီနေရာမှာနောက်ပိတ်ဆုံးရှိတဲ့အချိန်တုန်းကဆိုပြီးသူပြောနေလို့ရှိသေးတယ် the Magus interrupted her don't say that God is in the world မင်းကလေးစကားတော့မဆုံးသေးဘူးအိမ်မော်စရာနေပြီးစကားစာကိုဖျက်ပြီးပြောလိုက်တာဟေးအဲ့လိုမပြောနဲ့ဖျားသခင်ကစကားလုံးတိုင်းမှာကိန်းဝတ်နေတယ်ဆိုပြီးဒါပြောလိုက်တာအဲ့တော့ what did I say wrong ဆိုပြီးမင်းကလေးကပြန်ပြီးလဲကျမဘာများမှားပြောမိလို့လဲပေါ့နော်အဲ့တော့ if you say it was the last time it might well turn out to be the last မင်းကအဲ့ဒါကိုနောက်ဆုံးအချိန်လို့ပြောရဲဆိုရင်အဲ့ဒါတကယ်ကိုနောက်ဆုံးအချိန်ဖြစ်သွားလောက်တယ်What you meant was the most recent time I was here တကယ်တော့မင်းဆိုလိုချင်တာကအဲ့ဒီနေရာမှာရှိခဲ့တာကမကြာသေးခင်အချိန်တုန်းကအဲ့တော့နောက်ဆုံးအချိန်လို့ပြောလိုက်ပြီဆိုရင်တကယ်နောက်ဆုံးအချိန်ဖြစ်သွားတယ်အဲ့တော့စကားလုံးတွေကိုပြောတဲ့အခါမှာထိန်းသိမ်းပြောပါဆိုပြီးတော့ဒါမှော့စီရပါတော့ပညာရှိသူတော်စရန်နေပြီအဲ့လိုပြောလိုက်တယ်ဒီထဲမှာတခြားစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးလည်းပါလို့ပြန်ပြီးတော့မျှဝေပေးပြတာပါကျေးဇူးများတင်ပါတယ်